ဒီနေ့ကဦးဇင်းတို့မြန်မာနိုင်ငံအတွက်အထင်ကြီးနေ့တစ်နေ့လည်းဖြစ်နေတယ်နော်ဦးဇင်းတို့အတွက်နိုင်ငံခေါင်းဆောင်ကြီးမြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံးမှာနိုင်ငံခေါင်းဆောင်2ယောက်ပဲရှိတယ်တယောက်ကဗိုလ်ချုပ်အောင်ဆန်းတယောက်ကသူ့သမီးဒီနေ့ဒေါ်အောင်ဆန်းစုကြည်ဒီနေ့တနိုင်ငံလုံးကိုခေါင်းဆောင်မှုပေးနိုင်ခဲ့တဲ့အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဒါမို့လို့ဦးဇင်းကဒီနေ့ခေါင်းဆောင်ခေါင်းရဲ့ကျေးဇူးတရားဆိုတဲ့တရားကိုဟောပါတယ်လေပြန်ပြောခေါင်းဆောင်ဆိုတာအများရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးရွတ်ဆောင်နိုင်သူကိုမှခေါင်းဆောင်လို့ခေါ်တယ်ဟုတ်ပြီနော်မြန်မာသမိုင်းတစ်လျှောက်လုံးမှာခေါင်းဆောင်2ယောက်ပဲရှိတယ်စောရကတက်ချင်နောက်မှကြောင်းလာပြီးစောရကတက်ကြဟုတ်ပြီနော်အဲ့တော့လောလောဆယ်တော့ကျုပ်အငင်းခုံမလုပ်နိုင်သေးဘူးဦးဇင်းရဲ့ယုံကြည်ချက်အတိုင်းခေါင်းဆောင်ခေါင်းတို့ရဲ့အကျိုးစီးပွားဆိုတာကိုမြတ်စွာဘုရားရှင်ခေါင်းဆောင်ခေါင်းတို့ရဲ့ကျေးဇူးတရားဆိုတာကိုမြတ်စွာဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့အပန္နကတုတ်အပန္နကဇတ်တဲ့အဲ့ဒီအပန္နကဇတ်နဲ့ဧကကနိဗ္ဗပါဠိတော်ကြီးမှာလာတဲ့အပန္နကဝက်ကအပန္နကဇတ်ကိုဟောမှာအပန္နကဆိုတာမချွတ်ယွင်းတဲ့တရားဗါတဲ့မချွတ်ယွင်းကြောင်းမဆုပ်ယုပ်ကြောင်းတရားအဲ့တော့ဒီတရားဖြစ်ပေါ်လာတဲ့အကြောင်းရင်းကဒီနေ့သူတော်ကောင်းတို့ကိုစပြီးတရိတဲပေးနေတဲ့တရားလိုပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးတော့တရားဟောနေတဲ့အချိန်အနာတပိန်တထေးကြီးရဲ့အပေါင်းပေါ်တထေး900ဗါတယ်လေအနာတပိန်တထေးရဲ့အပေါင်းပေါ်နောက်လိုက်တထေး900အဲ့ဒီ900သောတထေးတွေကအနာတပိန်တထေးကြီးသူ့ရောက်ဖအိမ်ကနေမြတ်စွာဘုရားကိုဖူးရပြီးရာဇကြိုကနေသာဝတိကိုပင့်လာတယ်မြတ်စွာဘုရားကိုပင့်လာပြီးတော့ဇေတဝန်ကျောင်းမဆောက်ခင်အချိန်ထိဒီတထေးတွေဟာဘုရားနဲ့တွေ့ပြီလားမတွေ့သေးဘူးတရားနဲ့ရောသံဃာနဲ့ရောဒါဖြင့်သူတို့တွေကသမာဓိဋ္ဌိလားမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘုရားနဲ့မတွေ့ခင်မှန်ကန်တဲ့အယူဝါဒမတွေ့သေးတဲ့အတွက်သူတို့မျိုးစုံသောဘုရားမပွင့်ခင်ကနာမည်ကြီးနေတဲ့ပုရဏကတ္တဗတို့ဏိဂန္ဓတို့အဇိတတို့အစရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုးကွယ်နေတာဒိဋ္ဌိကြီး6ယောက်ကိုကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကိုအနာတပိန်တထေးကြီးကဇေတဝန်ကျောင်းတော်ကိုပင့်ပြီးတော့ကျောင်းတော်ကြီးဆောက်ပြီးတော့ကျောင်းအလှပေးတရားတွေဟောတော့မြတ်စွာဘုရားကတလံမြလောက်သောရောင်ကြီးတော်ကွန်မြူပြီးတော့ဗြဟ္မာမင်းတို့ရဲ့တင့်တယ်ခြင်းရုပ်ရည်ယူပကာယမှာလဲလောကမှာမြတ်စွာဘုရားတဲ့တင့်တယ်တဲ့ပုဂ္ဂိုလ်တပ်ပယ်လှပတဲ့ပုဂ္ဂိုလ်မရှိဘူးအတန်တော်မှာလဲရှင်တော်ဗုဒ္ဓအတန်တဲ့လောကမှာကောင်းမြတ်တဲ့အတန်ကျင့်သလားအဲ့တော့ရုပ်စင်းယူပကာယမှာလဲရှင်တော်ဗုဒ္ဓတဲ့သာတဲ့ပုဂ္ဂိုလ်အတန်တော်မှာလဲမြတ်စွာဘုရားတဲ့သာလွန်တဲ့ပုဂ္ဂိုလ်အဲ့တော့အမြတ်ဆုံးပုဂ္ဂိုလ်ဤအမြတ်ဆုံးသောတင့်တယ်ခြင်းကိုဖူးတွေ့ကြရတဲ့အခါကျတော့ရုပ်စင်းယူပကာယအားဖြင့်လဲလောကမှာအသာလွန်ဆုံးအတန်တော်အားဖြင့်လဲလောကမှာအသာရဆုံးဆိုတော့ဒီအတန်တွေဒီအစင်းတွေနဲ့ဖူးတွေ့ရတော့ဒါဟာအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပဲဆိုပြီးတော့ခုနကတထေး900ကတရဏဂုံဆောက်တည်ပြီးတော့ဗုဒ္ဓဘာသာခံယူတယ်ဘာလို့လဲငါကသူတို့ကဗုဒ္ဓဘာသာတွေလားဘာသာကြားတွေလားဘာသာကြားတွေအဲ့တော့အယူဝါဒချင်းတူသလားအဲ့တော့ဘာသာကြားတွေကနေပြီးအခုဘာလုပ်လိုက်တော့ဗုဒ္ဓဘာသာခံယူပြီးတော့ဘုရားကြောင်းသွားပန်းရည်ချမ်းစီပြီးလွန်ဆွန်းလူပေါ့အနာတပိန်တထေးကြီးနဲ့နီးသူသွားတရားနာတယ်လို့လုပ်ကြမြတ်စွာဘုရားကဝါတွင်3လတရားဟောပြီးတော့ဝါကျွတ်တယ်ဆိုရင်ပဲဇေတဝန်ကျောင်းတော်ကနေခွာပြီးဒေသသာကြီးကြွသွားရာဇကြိုတို့ဘာတို့ပေါ့ဝေသာလီတို့ကြွသွားမြတ်စွာဘုရားကြွသွားပြီဆိုရင်ဒီခုနကတထေးတွေအကုန်လုံးကဘုရားကျောင်းမရောက်တော့ဘူးဘယ်ရောက်ကုန်ဘယ်ရောက်မထင်တော့အရင်ဒိဋ္ဌိတွေစီပြန်ရောက်သွားဟ
ဟုတ်ကလားအဲ့ဒါကြောင့်ဘယ်လောက်တရားဟောထားတာနတ်ကတော်ကလည်းအချိန်တိုင်းနတ်ကလေးကလိုက်ရမှာဘိုးတော်ကလည်းအချိန်တိုင်းဓာတ်ကလေးတော့ရိုက်လိုက်ရမှာဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူကခွေးမိကောက်ကြည်တော့စွတ်တယ်လို့ပဲမဖြောင်းနိုင်ဘူးအဲ့တော့သူတို့အယူဝါဒဟောင်းကိုစွတ်နိုင်သလားအဲ့တော့ဖះပြန်ကြွတော့ဖះမရှိတော့ဘူးဆိုတော့သူတို့ကအရင်မူလလက်ဟောင်းမိစ္ဆာဒိဋ္ဌိပြန်မဖြစ်ဘူးလားဖြစ်သွားတယ်တခါမြတ်စွာဘုရားဒေသစာကြီးလဲလဲပြီးတော့ဝါဆိုဖို့တာဝဋ္ဌိရောက်လာပြန်ပြီဟေးဖះကြွလာပြီဆိုတော့အိုးနဲ့ပဲပြန်ရောက်လာပိစေတဝန်ပြန်ရောက်လာပြန်ပြီအဲ့တော့ဗုဒ္ဓသာဝကတွေဖြစ်ပြန်ပြီဗုဒ္ဓတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃာတရဏံကိသာမိလောက်ပြန်ပြီဟုတ်ပလားအဲ့တော့မြတ်စွာဘုရားရှိရင်ဗုဒ္ဓဘာသာဖះမရှိရင်ဘာသာကြားပြန်ပြောဖះမရှိရင်မိစ္ဆာဒိဋ္ဌိပေါ်ကကဲတယ်လို့ပဲဆိုကြပါစို့ဖះမရှိရင်ဖះရှိတော့အဲ့ဒါမြတ်စွာဘုရားပြန်ရောက်လာတော့ဗုဒ္ဓဘာသာဖြစ်အကုန်လုံးခံယူကြပြန်ရောခံယူပြီးတော့မြတ်စွာဘုရားတခါဒေသစာကြီးကြွသွားပြန်ပြီဆိုတော့ဘယ်ရောက်ပြန်မလဲမိစ္ဆာဒိဋ္ဌိပြန်ရောက်သွားပြန်ပြီဒီလိုကနေတစ်ချိန်ကနေနှစ်ချိန်နှစ်ချိန်ကနေသုံးချိန်ဘုရားကြွလာရဲ့မြတ်စွာဘုရားကိုပင့်တဲ့နေရာပူဇော်တဲ့နေရာသူတို့ကထိတ်ဆုံးကအမလေးဘုရားတကားလိုကျောင်းတကားလိုတက်ကြွရှေ့ဆုံးကနေလို့အမလေးတရားပွဲတွေဆိုလဲသူတို့ဥဆောင်ပန်းတွေထိုးပေါ့နော်ရှေ့ဆုံးကဟိုမိစ္ဆာဒိဋ္ဌိတွေလာပြန်ပြီဆိုတော့လဲသူတို့ရှေ့ဆုံးကဟုတ်ပလားဥကြောင်ကြားတွေရှိဘူးလားဟေးရှိတယ်မြင်မှုလားအဲ့ဒါမျိုးတွေမြင်မှုပါပေါ့နင်တို့အရက်ပို့ပေါင်းသဘောပါလားငါတော့သိတယ်အဲ့စံပြလို့တတ်ထားတဲ့ရွာမှန်သမျှဥကြောင်ကြားပေါ်အဲ့တော့နော်ဟိုဘက်ဆိုလဲသူတို့ပါဒီဘက်ဆိုလဲသူတို့ပါမှန်သလားဆိုတော့အယူမှန်ရှိသလားဖြောင်းမှတ်တဲ့အယူရှိအခုမြတ်စွာဘုရားရဲ့သာသနာကိုခင်ဗျားတို့ဘာကြောင့်ကိုးကွယ်တာလဲဘယ်အကျိုးငါကိုးကွယ်တာကြည့်ခင်ဗျားတို့ဘာမှသာတွေလို့မြတ်စွာဘုရားကိုယုံလားတရားကိုရောတန်ခါကိုရောဘုရားတရားတန်ခါကိုဘယ်အကျိုးငါကိုးကွယ်တာလဲအဲ့ဒီအလေကောင်ကခုဖြေလိုက်တဲ့ကလေးတွေတာရုကြံတဲ့လူတော့ကမ္မတကာပဲရှေ့ကတင်ထားပြီးသားတောင်လိုက်မဖြေတတ်ဘူးဆိုခင်ဗျားတို့တော်တော်လေးဝေးနေသေးတယ်လို့ပြောရမြတ်စွာဘုရားသည်လောကမှာပြစ္ဆုတ်ပံလောကသူလောကသားတို့ဤပြစ္ဆုတ်ပံအကျိုးတန်တရားအကျိုးနိဗ္ဗာန်အကျိုးငါပွင့်လာတယ်လို့မပြောဘူးလားဒီနေ့ဗုဒ္ဓဘာသာမှန်ရင်မြတ်စွာဘုရားကိုကိုးကွယ်တာဘယ်အကျိုးငါလဲပြစ္ဆုတ်ပံအကျိုးတန်တရားမလေးနိဗ္ဗာန်တစ်ခုတည်းမပြောနဲ့နိဗ္ဗာန်တစ်ခုတည်းလုံနေတဲ့လူနေတယ်ဒီထဲပါလားတရားမှမပါဘူးနိဗ္ဗာန်စောင့်ချလုံနေတဲ့လူဆိုဒီပွဲကိုရောက်မလာဘူးပြောမနေတယ်ခင်ဗျားတို့ရှင်းလားကြီးကျယ်ပြီးပြောမနေတယ်ပြစ္ဆုတ်ပံစီးပွားခင်ဗျားတို့လိုချင်မလိုချင်ပြစ္ဆုတ်ပံစီးပွားကိုဘုရားသာသနာပေးနိုင်မပေးနိုင်အဲ့ဒါအရေးကြီးတယ်ကြောင်ဝါးတွေလုံမနေကြနဲ့ရှင်းလားတလောက်အော်ပြီးဟောနေတဲ့ထဲကကိုခင်ဗျားတို့ကအရက်ရောက်မှချမ်းသာမယ်ထင်ပြီးတော့ဘုရားဆန့်ကျင်အရက်ရောက်ဘီယာဆိုင်ဖွင့်နော်စံပြရွာတဲ့ဘီယာဆိုင်ပေါ်ဆုံးသဘောပါလားဘာစံပြပေးတော့ဆိုအရက်အများဆုံးရောင်းရလို့ဒါဆိုလမ်းမှန်ကမ်းမှဖြစ်မလားဖြစ်ဘူးဟိုမှာဗုဒ္ဓဘာသာနေရာတွေတဲ့သွားကြည့်လိုက်တယ်အရက်ဆိုင်ကြီးပဲအရက်ကြော်ညာနဲ့အရက်ဆိုင်အပေါ်ဆုံးဒါဖြင့်ဒါဟာဘုရားသာသနာကိုယုံလို့လားမယုံလို့လားတကယ်လိုက်နာနေတဲ့လူတွေလို့ပြောလို့မရဘူးဗုဒ္ဓဘာသာငါတို့တိရိလင်္ကာနိုင်ငံရောက်ခဲ့တယ်ဗုဒ္ဓဘာသာနိုင်ငံကြီးပဲအရက်ဆိုင်တစ်ဆိုင်မှမတွေ့ခဲ့ဘူးအဲ့တော့အရက်ဆိုင်မရှိဘူးလားရှိတယ်တဲ့အရှင်မြတ်အရက်ဆိုတာပုံးလို့ရတာတဲ့ဟိုးကြောင်ခိုးဝဲလောက်ရတဲ့နေရာမှာရှိတယ်တဲ့ဟာကွာပါကွာဗမာပြည်မှာအထင်ရှားဆုံးကအရက်ကြော်ညာနဲ့အရက်ဆိုင်ပဲရှင်းလားသဘောပေါက်သလားအဲ့တော့မြတ်စွာဘုရားအဆုံးအမတိုင်းနေရင်ခုခင်ဗျားတို့တမန်အာဇီဝနဲ့စီးပွားရှာစားတဲ့လူနဲ့မတမန်အာဇီဝနဲ့စီးပွားရှာစားတဲ့လူဘယ်သူကမြန်ချမ်းသာအဲ့ဒီအသိရှိနေကြတဲ့ဗုဒ္ဓဘာသာပြေးပြီးပြက်နေတာကြာလာပြီကွယ်သွား
ငွေရတာကိုချမ်းသာတယ်လို့ခေါ်သလားငွေများများရတိုင်းချမ်းသာသလားကဲမခိုးပဲစီးပွားရှာတယ်လို့ခိုးပြီးစီးပွားရှာတယ်လို့ဘယ်သူကချမ်းသာလဲဖြေတော့ဖြေတတ်လာပြီးယုံကြည်အောင်အရင်လို့ကိုခိုးတဲ့လူကအမြဲတမ်းကြောင်းကြနေရတာသူခိုးတာလဲလူမိမှဆိုရတယ်အမြဲတမ်းခိုးနိုင်အောင်လဲကြံစီနေရတယ်ပတ်စံဒုတ်ကြီးပိုက်ပြီးတော့ပူးလေလောင်းနေတာဗျို့မဟုတ်တာလုပ်တဲ့လူကအမြဲပူလောင်နေတယ်မေးကြည့်လိုက်ဒီတိုင်းကြည့်တာနဲ့ကိုသိတယ်ယဟန်မဟုတ်တာလုပ်လဲအဲ့ဒီမဟုတ်တာလုပ်တဲ့ယဟန်ငြိမ်ငြိမ်မနေနိုင်ဘူးရှင်းလားလူမဟုတ်တာလုပ်လဲလူဖြောင်းဖြောင်းမနေနိုင်ဘူးမှန်တာလုပ်တဲ့လူကဘယ်နေရာမဆိုဘယ်အခါမဆိုငြိမ်းချမ်းနေတယ်ရှင်းလားအဲ့တော့မခိုးပဲရှာတဲ့လူနဲ့ခိုးပြီးရှာတဲ့လူဘယ်သူချမ်းသာတယ်ထင်လို့အခုမှဟိန်းလိုက်ဟောက်လိုက်ချင်းလိုက်ချောက်လိုက်မှခင်ဗျားတို့ဝါဒပြောင်းသွားတာဒါကျုပ်ပြန်ရင်တစ်မျိုးဖြစ်အောင်မှာရှင်းလားဗုဒ္ဓဘာသာဆိုတာဒါခေါ်တယ်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ယက်တည်တော့ဘလောက်ငတ်နေမမှန်တာမလုပ်ဘူးကွာမမှန်တာမလုပ်ရခြင်းရဲ့ချမ်းသာကိုသိတဲ့လူမှဗုဒ္ဓဘာသာရှင်းမလားအဲ့တော့အခုအနာတပိန်သထေးရဲ့တငယ်ချင်းတွေနောက်လိုက်900မြတ်စွာဘုရားရှိလာရင်တို့ဘာဘာသာတော့ဘုရားပြန်သွားရင်ဘုရားပြန်ရောက်လာပြီဘုရားပြန်သွားပြန်ပြီကဲဒီတော့တို့မှခံယူချက်ခိုင်ခိုင်လုံးလုံးသာသနာရဲ့အနှစ်သာရကိုသိသလားမသိဘူးအဲ့တော့အဲ့လိုအချိန်ချင်းဖြစ်နေတော့နောက်ဒီတဲ့ရင်ကမြတ်စွာဘုရားထံရောက်သွားရောရောက်တော့မြတ်စွာဘုရားနောက်တစ်ခါပြန်ကြွလာတော့ပန်းဝင်းကြီးကလည်းတိုင်ပြီယဟန်တွေကလည်းတိုင်ပြီအရှင်ဘုရားရှင်ဘုရားရှိဆုံးတာအဲ့ဒီလူတွေကဆွမ်းလောင်းတာအရှင်ဘုရားမရှိမလောင်းတော့ဟုတ်ပြီနော်အရှင်ဘုရားရှိဆုံးတာတရားနာလာတာအရှင်ဘုရားမရှိရင်မလာတော့ဘူးအဲ့တော့ရှင်ဘုရားရှိရင်ဗုဒ္ဓဘာသာအရှင်ဘုရားမရှိရင်မိစ္ဆာဒိဋ္ဌိလုံနေကြတယ်ဘုရားဆိုတော့အဲ့ဒီတထေး900ကိုမြတ်စွာဘုရားအမိန့်နဲ့ခေါ်တယ်စကားတော်နဲ့ခေါ်တယ်ပေါ့ကွာအမိန့်နဲ့ဆိုအဲ့ဒီအမိန့်ဆိုတဲ့စကားကြီးဘေးဖယ်ထားစမ်းပါနော်မြတ်စွာဘုရားရဲ့မေတ္တာနဲ့စကားနဲ့လှမ်းခေါ်လိုက်ခေါ်ပြီးတော့လာတော့မှတထေးတွေမေးတယ်မင်းတို့ဒီလိုလုပ်နေဆိုတာဟုတ်သလားမှန်ပါတယ်ဘုရားမညာနိုင်ဘူးမြတ်စွာဘုရားကိုညာရဲတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ဉာဏ်တော်တကူတော်တွေကြောင့်မြတ်စွာဘုရားရှေ့မောက်ရောက်ရင်ညာပြောရဲတဲ့လူမရှိဘူးအဲ့တော့မင်းတို့ဒီလိုပဲငါရှိရင်တစ်မျိုးငါမရှိရင်တစ်မျိုးလုံးနေတယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ခင်ဗျာဩတဲ့အသိဉာဏ်ကင်းမဲ့တော့ဗါလဲလေဘာဖြစ်တယ်အသိဉာဏ်ကင်းမဲ့တော့တဲ့မှန်ကန်တဲ့ခေါင်းဆောင်ကောင်းကိုရွေးချယ်နိုင်စွမ်းမရှိကြဘူးအတိတ်ကခေါင်းဆောင်ခေါင်းနောက်မလိုက်မိခဲ့ကြလို့အကျိုးစီးပွားပြတ်သွားကြတဲ့ပုဂ္ဂိုလ်တွေခေါင်းဆောင်ခေါင်းနောက်ကိုယုံယုံကြည်ကြည်လိုက်ခဲ့ကြလို့ကျေးဇူးများသွားကြတဲ့ပုဂ္ဂိုလ်တွေအထင်ရှားရှိခဲ့တယ်ကွာမြတ်စွာဘုရားဒီလိုပြောတယ်ဟုတ်ပြီနော်အဲ့ဒီမှာရှိတော့အနာမှာရှိတဲ့အရှင်အနန္ဒာကထပြီးတောင်းပန်တယ်အရှင်ဘုရားယခုပြစ္ဆုတ်ပံမှာတော့ဒီတထေးတွေတရွယ်တွေဟာမှန်ကန်တဲ့ဥဆောင်မှုနောက်ကိုမလိုက်နိုင်ကိုးကွယ်မှုကိုယုံယုံကြည်ကြည်ပြတ်ပြတ်သားသားမကိုးကွယ်နိုင်ကြတဲ့အတွက်ဒီပုဂ္ဂိုလ်တွေဗျံပရာဖြစ်နေကြတာတပည့်တော်တို့မျက်မြင်ဒိဋ္ဌဖြစ်ပါပြီအတိတ်ကဘယ်လိုသောပုဂ္ဂိုလ်တွေဟာပျက်စီးခဲ့ကြပြီးတော့ဘယ်လိုပုဂ္ဂိုလ်တွေကျေးဇူးများခဲ့တယ်ဆိုတာတပည့်တော်တို့အားအစဉ်သနာခြင်းကိုအကြောင်းပြု၍သိအောင်ဆုံးမပေးတော်မူပါဗျာဆိုပြီးအရှင်အနန္ဒာတောင်းပန်တော့မှအေးဟေးတဲ့အတိတ်ကဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဗါတဲ့ဗာရာဏသီပြည်ရဲ့ဗျမရမင်းရဲ့ဒါခက်သလားအလုံးမမိတယ်နော်ဘယ်ပြည်မှာမင်းကဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့မစိမ့်တဲ့စကားပါဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့တယောက်သောပညာရှိလှဲကုန်တဲ့ဟာလှဲသား900နဲ့ကုံရောင်းကုံဝယ်လုပ်တယ်လှဲသားဘယ်လောက်ပညာရှိလှဲကုန်တယ်ဗါတဲ့အဲ့တော့သူကဥဆောင်ပြီးတော့မှ